အရင်လိုတော့သဘောမကောင်းရေးတော့ကိုပေးတဲ့စေတနာတွေနဲ့ပဲပြန်စော်ကားသွားကြတယ်အာနာတတ်ပါတဲ့အရင်လိုတော့မလိုက်ရောရေးတော့ကိုပေးတဲ့မြစ်တာတွေကိုအစိတ်ခတ်သွားကြတယ်ကိုရင်းစားတတ်ပါတယ်အရင်လိုနေရာတကာလိုက်ပြီးတော့မခံစားရေးတော့ကိုရဲ့စာနာစိတ်နဲ့ကိုကိုတတ်သွားကြတယ်တနာတတ်တယ်အရင်လိုလူတိုင်းကိုမကူညီရဲတော့ကိုရဲ့အကူညီနဲ့ပဲဒုက္ခတွေခြံထားသွားခဲ့ကြတယ်မချစ်တော့ကိုရဲ့ချစ်တဲ့စိတ်နဲ့ပဲကိုကိုအနိုင်ယူခြင်းကြသူငါ့ကိုချစ်နေတာပဲဆိုပြီးတော့ဂယုမဆိုင်ပဲပြစ်ထားတတ်ကြတယ်ဟမ်မဆောင်တတ်တဲ့စိတ်မာယာမသုံးတတ်တဲ့စိတ်အဲ့ဒီအရာတွေကပဲအမြဲတမ်းအရှုံးဘက်ကနေခဲ့ရအခုတော့လည်းနေတတ်သွားပါပြီကမ္ဘာပေါ်မှာတနာစရာအကောင်းဆုံးလူဟာ၅ပါးလားတော့ကိုတနာတတ်လာပြီးတဲ့နောက်ပိုင်းမှာတော့ရှုံးနေခြင်းတွေကိုလည်းမလိုလားတော့သလိုမျက်ရည်တွေကိုလည်းမစသေးခြင်းတော့လူတိုင်းရဲ့ပေါ်မှာစေတနာထားလို့မရနိုင်ဘူးဆိုတာလည်းသိခဲ့ရပြီးပြီလေယုံကြည်မှုဆိုတာလည်းလူတိုင်းနဲ့မထိုက်တန်တာမဟုတ်လို့အရင်လိုပူလောင်မှုတွေမရှိတဲ့ကိုယ်ပိုင်တဲ့နေရာလေးမှာပဲတိတ်တဆိတ်ကလေးနဲ့နေထိုင်လိုက်တာကိုယ့်အတွက်အကောင်းဆုံးလို့ပဲထင်မိပါတယ်